အခုလက်ရှိဘဝရောက်ပြန်တော့ရောထုတ်လုပ်လိုက်တဲ့ထဲမှာဘာတွေပါတော့ယုတ်တိနန်းတွေပါတယ်အဲယုတ်တိနန်းတွေမှာဘာတွေပါတော့ဆို sense organ တွေပါလာတယ်မျက်စိပါတယ်နားပါတယ်နှာခေါင်းပါတယ်လျှာပါတယ်ကာယပါတယ်မနပါတယ်အဲ့ဒါတွေနဲ့ပြင်ပကအာယုန်တွေနဲ့ဆက်သွယ်လာပြန်တယ်ဆက်သွယ်လာတဲ့အခါစိတ်ခံစားချက်တွေဖြစ်လာပြန်တယ်စိတ်ခံစားချက်တွေပေါ်လာတဲ့အခါမှာကြိုက်မကြိုက်နှစ်သက်မှုမနှစ်သက်မှုဆိုဝင်လာပြန်တယ်ဝေဒနာပစ္စယတဏှာပဲအဲ့ဒါဝေဒနာပစ္စယတဏှာဆိုလေ generally speaking ပဲရှေးဝန်ရပြောတဲ့စကားဝေဒနာပစ္စယဒေါသောလည်းဖြစ်တယ်ကိလေသာတွေဖြစ်တာဝေဒနာကြောင့်ကိလေသာဖြစ်တယ်လို့သူတို့ပြောလို့ရတယ်ဘာဖြစ်လို့တော့ဆိုရင်သုတ်တန်တစ်ခုကိုကြည့်မယ်ဆိုရင်ပရိစ္ဆေသမုပ္ပါဒ်မှာတော့ဝေဒနာပစ္စယတဏှာလို့ပဲဟောတယ်ဒေါသောလို့မဟုတ်ဘူးဘာဖြစ်လို့တော့ဆိုရင် generally speaking ရှေးဝန်ရခြုံပြောတဲ့စကားသို့တော့ဝိသုဒ္ဓိမတ်မှာဖြည့်ရှင်းထားတဲ့ပုံတွေကတော့ဘယ်လိုဖြည့်ရှင်းတာတော့ဆိုဒုက္ခိဒုက္ခံပဋ္ဌေယတိဝေဒနာပစ္စယတဏှာဖြစ်ပုံလေးကိုသူကပြောတာဒုက္ခိဒုက္ခံပဋ္ဌေယတိဒုက္ခရောက်နေတဲ့လူကဒုက္ခကိုလိုချင်တာအဲ့တော့ဆိုလိုတာကသူကဒုက္ခဝေဒနာခံစားနေလို့ရှိရင်ဒုက္ခဝေဒနာကိုမျောလင်းတယ်လို့ပြောတာဟုတ်လားမဟုတ်လားဟုတ်တယ်လေဆင်းရဲနေတဲ့လူကချမ်းသာဖို့တောင်းတတာပဲလေအဲ့ဒီရှုတော်ကကြည့်မယ်ဆိုရင်ဝေဒနာပစ္စယတဏှာပဲဒုက္ခိဘေယောပိအစ္စတိဒုက္ခဝေဒနာခံစားနေတဲ့ပုဂ္ဂိုလ်ကြတော့ပို့ပြီးတော့ဒုက္ခဝေဒနာကိုခံစားခြင်းတယ်ဒါလည်းပဲဝေဒနာပစ္စယတဏှာပဲဒါကဒီရှုတော်တစ်ခုကဖြေထားတဲ့စကားဘေးရပဲဖြစ်သူရှုတော်နဲ့ပဲသူမှားရမယ်ဝေဒနာနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောတာတဲ့ဆဆက်ကသုတ်တို့တခြားသုတ်တန်တွေမှာဝေဒနာတန်ရုပ်တို့ကြတော့ဘယ်လိုဟောတော့ဆိုရင်ဒုက္ခယဝေဒနာယရာဂနုတယောနုသေတိတဲ့ဒုက္ခဝေဒနာဖြစ်ပြီးဆိုလို့ရှိရင်လူတွေရဲ့တဏ္ဍာမှာရာဂနုတယကိန်းတယ်လို့ခေါ်ထားတာဟုတ်တယ်လေလူတိုင်းကချမ်းသာကိုကြိုက်တာကိုကြိုက်တယ်ဆိုတဲ့တဏှာဟာဒုက္ခဖြစ်တိုင်းဒီတဏှာလေးကပေါ်လာတယ်ဒါဒုက္ခယဝေဒနာယရာဂနုတယောနုသေတိတဏှာကိန်းတယ်လို့ပြောတာအဲ့ဒါကိုကြည့်မယ်ဆိုရင်ဝေဒနာပစ္စယတဏှာဆိုရင်ဒုက္ခဝေဒနာပစ္စယတဏှာဒုက္ခဝေဒနာအကြောင်းပြုပြီးတော့တဏှာလို့ဒီလိုယူရမှာနောက်တစ်ခါဒုက္ခယဝေဒနာယပဋိက္ခနုတယောနုသေတိတဲ့လူတွေကဒုက္ခဖြစ်လာလို့ရှိရင်ဆန့်ကျင်တဲ့စိတ်ပေါ်တယ်လေဆင်းရဲတဲ့ဟာဆိုရင်လူတိုင်းအံကြိတ်တယ်မကြိုက်ဘူးဒုက္ခဆိုရင်ဒုက္ခခံရရင်ညည်းတာပဲလေညည်းတယ်ဆိုတော့ဒေါသဖြစ်တာပဲလေဒုက္ခဖြစ်ရင်ဒေါသဖြစ်တယ်အဲ့ဒါဒုက္ခယဝေဒနာယပဋိက္ခအနုတယောအနုသေတိတဲ့ဒုက္ခဝေဒနာဖြစ်လာလို့ရှိရင်ဒေါသကိန်းတယ်ပဋိက္ခအနုတယကိန်းတယ်လို့ပြောတာကိန်းတယ်ဆိုတာဒါဖြစ်လာမယ်အဲ့တော့အဲ့ဒါနဲ့ကြည့်မယ်ဆိုရင်ဒုက္ခဝေဒနာပစ္စယဒေါသောလို့ပြောရမှာဖြစ်တယ်ပဋိစ္စသုဥပ္ပမှာဒုက္ခဝေဒနာနဲ့တွေ့ရင်ဒေါသဖြစ်တယ်လို့ဟောတယ်တခါတော့ဝေဒနာက၃ခုရှိတယ်လေဒုက္ခလည်းမဟုတ်ဘူးဒုက္ခလည်းမဟုတ်ဘူးဆိုတဲ့ဝေဒနာအဲ့ဒီဝေဒနာကိုအဒုက္ခမဒုက္ခဝေဒနာလို့ခေါ်တယ်ဥပိ္ပခဝေဒနာလို့လည်းခေါ်တယ်ဒုက္ခလည်းမထင်ရှားဘူးဒုက္ခလည်းမထင်ရှားဘူးဒါလူတွေဟာတမန်အပြင်တော့ဖြတ်ကျော်တယ်ချမ်းသာတယ်လည်းလို့လည်းမဆိုဘူးဆင်းရဲတယ်လို့လည်းမဆိုဘူးဈာလေးမှရှိနေအဲ့ဒါကြတော့သိပြီးတော့လူတွေကအတိမတ်မပြုဘူးအတိမတ်ပြုတာဒုက္ခနဲ့ဒုက္ခပဲအတိမတ်ပြုတယ်လေတိတိကြီးခံစားရတယ်တမန်နေထားဆိုမသိလိုက်ကြဘူးအဲ့ဒါကြတော့ဘာဖြစ်တော့ဆိုအဒုက္ခမဒုက္ခယဝေဒနာယအဝိဇ္ဇနုတယောနုသေတိတဲ့
အရုကမဒုက္ခဆိုတဲ့ဥပိ္ပခဝေဒနာဖြစ်လို့ရှိရင်မသိလိုက်တဲ့အဝိဇ္ဇာနုတ္တယကိန်းတယ်လို့ပြောတာအဲ့ဒီသဘောအရဆိုရင်ဝေဒနာပစ္စယမောဟလို့ပြောလို့ရတယ်ဒါပရိစ္ဆေသမုပ္ပါဒ်မှာနော်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတွေကတစ်ခုနဲ့တစ်ခုဆန့်ကျင်နေတာလားဆိုတော့မဟုတ်ဘူး generally speaking ဟောတာအဲ့တော့ပရိစ္ဆေသမုပ္ပါဒ်မှာရှုထောင့်တစ်ခုကဟောတယ်ဝေဒနာတန်ရုံမှာတော့ရှုထောင့်တစ်ခုကဟောတယ်လူတဘာဝနဲ့အကုန်လုံးဟာကိုက်ကြည့်တာအကြည့်ပဲအကုန်လုံးငင်းချက်ထုတ်တာမဟုတ်ဘူးဝေဒနာပစ္စယတဏှာဆိုတာရှုထောင့်တစ်ခုနဲ့ပြောတာအဖြစ်များတာကိုပြောတာတခါတလေရေပုံရနဲ့ပြောရတာလေရှေးပုံရနဲ့ပြောတယ်ဆိုအဲ့ဒါကို generally speaking လို့ပြောတာရှေးပုံရပြောရတာအတိအကျသိချာဆိုတဲ့အခါကျတော့အခုတန်ရုပ်ပါဠိတော်မှာလာတဲ့အတိုင်းဒုက္ခဝေဒနာဖြစ်ရင်ရာဂဖြစ်တယ်ဒုက္ခဝေဒနာဖြစ်ရင်ဒေါသဖြစ်တယ်အဒုက္ခမဒုက္ခဝေဒနာဖြစ်ရင်အဝိဇ္ဇာဖြစ်တယ်ဒီလိုဆိုလို့လည်းပေါ့နော်အဲ့လိုဘဝမှာကြည့်လိုက်အခုလက်ရှိဘဝမှာဆိုရင်လူတိုင်းဟာဒုက္ခနဲ့လည်းကြုံတာပဲဒုက္ခနဲ့လည်းကြုံတာပဲအဒုက္ခမဒုက္ခနဲ့လည်းကြုံတာပဲအမှန်တမဲ့မသိလိုက်သူဒုက္ခဖြစ်ရင်တော့သိလိုက်ကြတယ်လူတွေကရီးကြတယ်ပြုံးကြတယ်ပျော်ကြတယ်ရွှင်ကြတယ် happiness ဒုက္ခဖြစ်လာလို့ရှိရင်ဒုက္ခဖြစ်လာရင်ညီးကြတယ်ညူကြတယ်ငိုကြတယ်ဆန့်ကျင်ကြတယ်ဒါလည်းသိတယ်ပုံမှန်တမန်အနေထားဒုက္ခလည်းမထင်ရှားဒုက္ခလည်းမထင်ရှားပုံမှန်လေးကြတော့မတိကျကျွံပြုနေကြတယ်အဝိဇ္ဇာဖြစ်နေတယ်အဲ့ဒါဒီလက်ရှိဘဝမှာအဲ့ဒီအနေထားအဲ့တော့တဏှာဖြစ်ရင်ဒေါသဖြစ်ရင်မောဟဖြစ်ရင်ဖြစ်လာတဲ့အခါမှာတဏှာဖြစ်တဲ့အခါဆွဲလန်းမှုတွေဖြစ်လာတယ်ဒေါသတွေဖြစ်လာလို့ရှိရင်လည်းတန်ရောစဉ်သဘောမျိုးဖြစ်လာတယ်မောဟဖြစ်ရင်လည်းတန်ရောစဉ်ဖြစ်လာတယ်အဲ့ဒါကိုအကြောင်းပြုပြီးကံလေးတစ်ခါလုံးကြပြန်နော်ချမ်းသာဖို့အတွက်ကြိုးစားကြတယ်ဆင်းရဲတာကိုလွတ်မြောက်ဖို့အတွက်ကြိုးစားကြတယ်အဲ့လိုလောကဟာဒီကိလေသာစဝန်းကဝေဒနာခံစားချက်ပေါ်မှာကိလေသာတွေပေါ်လာတော့ကိလေသာစဝန်းကမလွတ်တော့ကိလေသာကိုအကြောင်းပြုပြီးတော့ကောင်းမကောင်းဆိုတဲ့ကုသကံအဟုသကံတွေလောက်ကြပြန်လောက်ကြပြန်တော့ဘဝတစ်ခုရပြန်ရောအဲ့ဒီလိုနဲ့စင်စမပြတ်ဖြစ်နေတာနော်ဥပါရဏပစ္စယဘဝပစ္စယဇာတိဟောဘဝတစ်ခုမှသွားပွေးပြန်တယ်အဲ့လိုပဲဖြစ်တယ်အဲ့တော့အဲ့လိုမွေးနေတာဟာဘယ်သူကြောင့်လဲလို့ဆိုရင်ကိလေသာနဲ့ကံကြောင့်ဖြစ်နေတာဒါဖြင့်ကိလေသာနဲ့ကံဘယ်သူကိုဖယ်ရမှာတုံးဆိုအထီးကကိလေသာကိုဖယ်ရမှာကိလေသာတွေဖယ်လိုက်လို့ရှိရင်ကံတွေကအလုံးမဖြစ်တော့ကိလေသာနဲ့ကံပေါင်းလိုက်တဲ့အခါမှာဘဝတစ်ခုထုတ်လို့တာဖြစ်တယ်အဲ့တော့ယဟန်နာဖြစ်သွားတယ်ဆိုတာကိလေသာကိုပယ်တာကိလေသာကိုပယ်သဖြင့်သူတို့လုံးသမျှကံမဖြစ်တော့ဘူးအဲ့ဒါကိုပရိစ္ဆေသမုပ္ပါဒ်မှာအဝိဇ္ဇာယတွေးဝအတိတဝိရာဂနိရောဓသင်္ခါရနိရောဓတဲ့မောဟဆိုတဲ့အကြီးဆုံးကိလေသာတစ်ခုချုပ်ငြိမ်းသွားအောင်လုပ်လိုက်တာနဲ့သင်္ခါရဆိုတဲ့ကံတွေချုပ်ငြိမ်းသွားတယ်လို့ဆိုအဲ့တော့ကိလေသာချုပ်ရင်ကံချုပ်တယ်လို့ပြောတာအဲ့တော့ဘဝမှာကိလေသာနဲ့ကံဒီနှစ်ခုကပေါင်းစပ်ပြီးတော့ဘဝတစ်ခုဖန်တီးပေးနေတာပဲဖြစ်တယ်အဲ့ဒီဘဝရဲ့အကြောင်းဖြစ်တဲ့ကိလေသာကိုဖယ်လိုက်လို့ရှိရင်ကံတွေကအလုံးမဖြစ်တော့ရှရဏသုတ်တံမှာမြတ်စွာဘုရားဘယ်လိုဟောထားတော့ခိနံပုရဏံ
အတိတ်ကလုပ်ခဲ့တဲ့ကံတွေလည်းကုန်သွားပြီနဝနတ္ထိတမ္မောနောက်ထပ်လည်းအသက်မဖြစ်တော့ဘူးကံကုန်သွားတာဘာကြောင့်ကုန်တာတော့ကိလေသာကုန်လို့ကိလေသာကုန်လို့ရှိရင်အတိတ်ကံတွေကလည်းလုံးမဖြစ်တော့ဘူးနောက်ထပ်လည်းကံအသက်မဖြစ်တော့ဘူးဒါယန္နာရဲ့အနေထားကိုပြောတာနော်အဲ့တော့ကံကုန်နေဆိုတဲ့အခါမှာစဉ်းစားကြည့်လို့ရသေးတယ်ရှင်မောဂလန်ဟာအတိတ်တုန်းကလုပ်ခဲ့တဲ့အကုသိုလ်ကံကြောင့်ရှမ်းနောက်ဆုံးဘဝမှာအသက်ခံရရတယ်လူသက်ခံရရတယ်အဲ့ဒါကံကြောင့်အဲ့တော့ရှင်မောဂလန်ဟာကံမကုန်ဘူးလားဆိုရင်ကံကုန်တယ်လို့ပြောတာဘဝတစ်ခုကိုဖန်တီးမဲ့ကံကုန်သွားတာကိုပြောတာကံဟောင်းကတော့သူ့နောက်မှာခန္ဓာရှိနေတဲ့မြတ်ကံဟောင်းကရှိနေမှာပဲသူဘာကြောင့်ကံဟောင်းကခန္ဓာရှိတဲ့မြတ်ရှိတုံးဆိုရင်ဒီကံကဘယ်မှာတီးနေတာတော့အုံနောက်မှာလားနှလုံးသားမှာလားဘယ်မှာတီးတာတော့လို့ဆိုအုံနောက်ဆိုတော့လေအုံနောက်ကပြက်သွားတာရှိတယ်လေနှလုံးဆိုတော့လေနှလုံးကုန်ရက်သွားတာတွေရှိတယ်လေနှလုံးပြက်သွားရင်နှလုံးထဲမှာရှိတာတွေပြက်မှာပေါ့အုံနောက်ပြက်သွားရင်လည်းအုံနောက်ထဲရှိတာတွေပြက်ကုန်မှာပေါ့အဲ့တော့အတိတ်ဘဝလုပ်ခဲ့တဲ့ကံတွေကိလေသာတွေကဘယ်နှမ်းမှရှိနေသလဲဆိုရင်စိတ် mental process လို့ခေါ်တယ်စိတ်ဖြစ်စဉ်မှာရှိနေတယ်စိတ်ဖြစ်စဉ်ဆိုတာပြည့်ရည်စီးတယ်လို့စီးနေတာဒီရှေ့စိတ်ချုပ်သွားရင်နောက်စိတ်ကလိုက်လာတယ်အဲ့ဒီစိတ်ချုပ်ရင်နောက်စိတ်ကလိုက်လာတယ်ဖြစ်စဉ်ကြီးကသူပြတ်သွားတယ်မရှိဘူးနော်ဒီစိတ်ချုပ်သွားရင်နောက်စိတ်နောက်စိတ်ချုပ်သွားရင်နောက်စိတ်နောက်စိတ်ချုပ်သွားနောက်စိတ်အဲ့စိတ်ဖြစ်စဉ်နဲ့မှာတည်ရှိနေတဲ့တတ္တိတစ်မျိုးကိုကံလို့ခေါ်တာကိလေသာတို့ကံလို့ဆိုတာအဲ့ဒါကြောင့်မို့ရှောင်တိန်လို့မရဘူးသူကအဲ့တော့ကံတရားသည်လူတွေရဲ့တဏ္ဍာမှာဘယ်မှာရှိတာတုံးလို့မေးလို့ရှိရင်စိတ်တတဏ္ဍတိဆိုတဲ့ mental process မှာရှိတယ်လို့ပြောစိတ်ဖြစ်စဉ်မှာပဲရှိတယ်ရှုပ်မှာဖြစ်နေတာမဟုတ်ဘူးစိတ်ဖြစ်စဉ်မှာဖြစ်နေစိတ်ဖြစ်စဉ်ဆိုတာတခုတည်းမဟုတ်ဘူးဒီစိတ်ပြီးရင်နောက်စိတ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 ်ပေါ်နေကုပြောင်းနေတာအမြဲတမ်းအဲ့ဒီမဲ့သူပါနေတယ်အဲ့တော့အဲ့ထဲမဲ့ကိလေသာဆိုတဲ့အကြောင်းတရားကိုပယ်လိုက်တဲ့အခါကျတော့ကံတွေကကံဟောင်းတွေကရှိနေသေးတော့လည်းပဲကိလေသာနဲ့ပေါင်းမှဘဝတစ်ခုကိုထူထောင်လို့ရတယ်သူကြည့်မဖြစ်ဘူးဥပမာဘာနဲ့တူတုံးဆိုလို့ရှိရင်မျိုးစိတ်လေးဟာမြေနဲ့ရေနဲ့ပေါင်းဆက်ရမှုမရှိလို့ရှိရင်အပင်မပေါက်တယ်လို့ပဲသူကအကြောင်းဆိုတာနှစ်ခုရှိတယ်producing cause စနကအကြောင်း supporting cause ဥပထမကအကြောင်းဖြစ်စေတဲ့အကြောင်းနဲ့ထောက်ပံ့တဲ့အကြောင်းနှစ်ခုရှိတယ်သူအဲ့ဒီထဲမှာမျိုးစေ့ကအပင်ကိုပေါက်စေတာဖြစ်လို့သူက producing cause မြေနဲ့ရေရဲ့အကူအညီကိုယူရလို့မြေနဲ့ရေသည် supporting cause အဲ့ဒါနှစ်ခုပေါင်းပြီးတော့ထုတ်တာအဲ့တော့ဖြစ်စေတဲ့အကြောင်းလည်းရှိရမယ်ကုညီပေးတဲ့အကြောင်းလည်းရှိရမယ်အဲ့ဒီအကြောင်းနှစ်ခုနဲ့ပေါင်းတဲ့အခါမှာအကျိုးတစ်ခုပေါ်လာတယ်အဲ့ဒါကိုပရိစ္ဆေသမုပ္ပါမှာဟောတာမြတ်စွာဘုရားနော်အဲ့တော့ကံတစ်ခုတည်းကလည်းအကျိုးပေးတာမဟုတ်ဘူးကံနဲ့ကိလေသာပေါင်းမှအကျိုးပေးလို့ရတယ်လို့သူတို့ဆိုလို့တယ်ဒီနှစ်ခုကပေါင်းဆက်ပြီးတော့လို့နေကိုစဉ်းစားကြည့်လိုက်ငါနောက်ဘဝမှာဖြစ်အောင်မလားကိုမေးကြည့်လိုက်တမန်အဖြစ်လူတွေကတော့ဖြေလိမ့်မယ်ကံမကုန်သေးရင်ဖြစ်လေအောင်ပဲလို့မဟုတ်ဘူးကိလေသာမကုန်သေးရင်ဖြစ်အောင်ပဲလို့သာပြောအောင်နော်အဲ့ဒါမှအမှန်တယ်ကိလေသာရှိနေသေးရင်ဖြစ်မယ်ကိလေသာမရှိဘူးဆိုရင်မဖြစ်တော့ဒါပြင်ကိလေသာဆိုတာဘာလို့လောဘတို့ဒေါသတို့မောဟတို့မာနတို့ဒါတွေကိုကိလေသာခေါ်တာအခုသူစေတသိက်တွေကိုဒါတွေကိုကိလေသာခေါ်တာ
Eri kilita shini di demya kanga shini umawe. Dajamuno kilita shini di bawaswa shini umawe. Ero bawaye jaunu kuwa kilita nekan nakube lo tuwe mata. Eri teme shahana pshidware sura kilita opera. Kanga pelu miyaw. Kanga pelu miyaw sura pachang pyon. Senda jini, ko lobida lodaku, malofulu bepelo mamaya, bidoi little. No, bidoi, look here, bidoi, Pianudo mamaya. Kirida Ramimo, Cansora lopidology, the bidoi, Piambianumia, Umame, Maniga Sura, Maniga Yeku, Pianuloya, ya. Tini yao la maniga ye pian yu lo maya ro pi kai bi manika ha so manika ha le pi kai bi pian yu lo maya ala ru da shi nai ne tu ka pian ma la do mashi do ai da ko pyo da ko laut tha de aya takhu ko ma laut phu lo pyo lo maya Cansora lopida opiora. What happened done cannot be undone. What happened done? Kulobida cannot be undone. Malofusa machipu. Lopida pianevi. Pianomia ugara. Pigera pianomia. Pianu do the meow. Tajamu kangu pelomia. Davi Ericani who yawn lodo yare. Pane yawn lomusu. Kidida shop. Kaunekane low, Kaunekane Sato. Era so in Kahonga the PVP out there. Shobado no Dodoya. Kansura Kansida, Jubi the ladders, Jumbu. No, Tajamu Miasoviaga, Peroma, a teacher Horam shoe, definitely Mabio, so as to Mia Deku. That day, Panadibada Gandhi, a bell label night, fissy 90, a night, fissy 90. Ajagaha, maybe Lupiora, possible Lupiora. Tikanga, a jopi mesoing, a yebo majopi. Todo a jopi jemapi. A chawny in your majopi do yare. A look horror. Todo Miasovia Kipyai. The change Payalo called a Mahawira of the horror. Yoko si Panamadi Padeti, Tabodo Nidia Ubaniti. To me, that Tatuman, Gayan, I fear, definitely horror. Era Mamulu Piora. Elupiolo Miaudi. A Chaunsra, Muso Shirley. A Chaunsra, Muso Shiri. The child Johnny Shidi. Johnny, whom I take them be a sender. Piemu Julona down. Piemu Julona down. The Chua Town Jare, the Chua Town Jow. But I may look at Lucid. Lugina Dilo looked at Lucid. Cheney John looked at Lucid. Hello, T. Duzia, the Macona low. The Yazomu Julona bay, Town Jame, so that a oh my Biolumia. Todo Belubioloya, Town Jan 9 looked up Yoloya. Town Jan say a bit and pit, so Tilo of Yoloya. Town Jaya may look up Yolumia. Learn it a little sheet. Kanjama Male a dime. I would load a gay Kayame to Biolumia. Macare do sheet. Palo. Oh. Luha de only day, ye chinyam to Jao, no? Dajamo a digaro kiditabe. Kiditas, mentor defilements go. Peshana bo Joda, the Ato des or Kilida Pebo Atotapsede. Kilida Nirodi, Kama Niroro,
ကိလေသာချုပ်သွားရင်ကံလည်းချုပ်တယ်လို့ဒီလိုဆိုလို့တယ်အဲ့ဒါကြောင့်မို့နိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားတရားဟောတယ်ဆိုတာခန္ဓာရှိနေတဲ့မြတ်တန်တရားခန္ဓာမရှိတော့ဘူးဆိုရင်နိဗ္ဗာန်ပဲဒါဖြင့်ခန္ဓာကဘာဖြစ်လို့ရှိနေတာတုံးဆိုကိလေသာနဲ့ကံရှိနေလို့အဲ့တော့ကိလေသာကိုဖယ်လိုက်နိုင်လို့ရှိရင်ခန္ဓာတွေကချုပ်သွားနိုင်တယ်ခန္ဓာမဖြစ်တော့ဘူးအဲ့ဒီခန္ဓာမဖြစ်တော့တာကိုဘုရားဘာသာရဲ့နိဗ္ဗာန်လို့ပြောတာအဲ့တော့တမန်အဖြစ်နိဗ္ဗာန်ရသွားပြီဆိုရင်နိဗ္ဗာန်ရတဲ့ပုဂ္ဂိုလ်ကမဖြစ်ဘူးဆိုဥပမာလူတရားရှိတယ်ဆိုတော့လူတရားတွေကတယောက်ကယန္နာဖြစ်သွားပြီဆိုရင်နောက်ဘဝကျတော့69ယောက်ပဲကျန်တော့မှာပေါ့တယောက်ကနိဗ္ဗာန်ရောက်သွားရင်သူကပျောက်သွားပြီလေဒါကြောင့်မို့မြတ်စွာဘုရားကိုဆွဆွဲကြတယ်တခြားဘာသာဝင်တွေကဆွဆွဲကြတယ်ဝိနာဝိနည်းကောဒီတရားဝါတွေကိုဖျက်ဆီးနေတယ်ပေါ့ဥစ္စေရဝါဒီတရားဝါဒီလောကမှာရှိတဲ့တရားဝါတွေကိုကုံသောလုပ်တဲ့ဝါဒလို့တခြားလို့ပြောတယ်မြတ်စွာဘုရားကဘာနဲ့တုံ့ပြန်တော့ဆိုငါကအစရတဲ့တရားဝါရှိတယ်လို့မပြောဘူးတဲ့ဒုက္ခရှိတယ်လို့ပဲပြောတယ်ငါလမ်းညွှန်မှုပြုတာဒုက္ခအဆုံးသတ်တာကိုပြောတာတရားဝါဆိုတာငါရဲ့တရားထဲမှာရှိကုန်မရှိဘူးနော်ဒုက္ခအဆုံးသတ်တယ်လို့ပဲပြောတယ်ဒါကြောင့်မို့မြတ်စွာဘုရားကဒီပုပ္ပိစေဝဟံဣတရဟိစဒုက္ခိစေဝပညာပေမိဒုက္ခသစ္စာនិရောဓံဒုက္ခရဲ့ဒုက္ခချုပ်ရရဲ့ဒီနှစ်ခုပဲငါဟောတယ်အဲ့တော့ပြောတာဆိုခန္ဓာဖြစ်နေရင်ဒုက္ခခန္ဓာမဖြစ်ရင်ဒုက္ခនិရောဓပဲခုနပြောတဲ့ခန္ဓာဖြစ်နေသမျှတန်တရားခန္ဓာမဖြစ်ရင်နိဗ္ဗာန်အဲ့ဒါတူတူပဲเนาะအဲ့ဒါကိုမြတ်စွာဘုရားကနိဗ္ဗာန်အကြောင်းကိုရှင်းပြီးတော့ဟောနေတဲ့ချိန်မှာရှမ်းတွေကလည်းနားဆိုင်ပြီးတော့ထောင်းတယ်နားဆိုင်ပြီးတော့ထောင်းနေကြတော့အဲ့ဒီမှာမာရကတရားဟောနေတယ်ဆိုတာသိတော့လာရောက်ပြီးတော့နှောက်ယှက်ပေးတဲ့သဘောနဲ့ဒီနေရာမှာတော့သူကကိုယ်ရင်းပြတယ်ကတ္တကဝဏဘိနေမိနေတောသူကသူလေသမားတရံဖန်ဆင်းလိုက်တယ်လေသမားတရံဖန်ဆင်းထားပြီးတော့ထွန်းတုံးကြီးကိုပခုံးပေါ်ထမ်းလာတယ်လေသမားရဲ့တယုတ်ပေါ်အောင်လို့ထွန်းတုံးကြီးကိုပခုံးပေါ်ထမ်းလာတယ်ပြီးတော့တပြားအရှိကြီးကိုလည်းကိုင်းလာတယ်လက်ကသူ့ရဲ့သပင်ခုခေတ်ပြောရင် hair style ပေါ့နော်သူ့ရဲ့သပင်ကသူကဘယ်လိုလုပ်ထားတော့ဆိုစာပေထဲမှာတော့ဟတ္တဟတ္တကေတောတဲ့သပင်ကိုသူကဘယ်ပုံစံလုပ်ထားတော့ဆိုသူ့သပင်ကရှည်တယ်အရှိကသပင်ကိုအနောက်ပို့အနောက်ကသပင်ကိုအရှိချညာဘက်ကသပင်ကိုဘယ်ဘက်ပို့ဘယ်ဘက်ကသပင်ကိုညာဘက်ချဆိုသူကသပင်ကိုလေးဘက်လေးတန်သူကရှက်ကန်းခတ်ထားတယ်လို့ပုံစံလုပ်ထားတယ်နော်ရှက်ကန်းခတ်ပြီးတော့ခြိထားတဲ့ပုံစံမျိုးပေါ့ဟိုဘက်ဒီဘက်အဲ့ဒီလိုပုံစံနဲ့ပိုက်ဆံလျှော်နဲ့ရက်ထားတဲ့ပစိုးကြီးကိုဝတ်ပြီးတော့သူ့ခြိတော့မှလည်းပဲရွှတ်နေပေးနေတယ်သူဖန်ဆင်းထားတဲ့ပုံမှန်တဏလေသမားထုံလုံးကြီးကိုပခုံးမော့ထမ်းတပြားကြီးရှည်ကြီးကိုကိုင်နေသပင်ပုံစံကဟိုဘက်ဒီဘက်လှဲချထားတယ်ပိုက်ဆံတွေရောဝတ်ကြီးကိုလုံးကြီးကိုပစိုးကိုဝတ်ထားတယ်ခြေတော်မှလည်းရွှွနေလိမ့်လိမ့်ကတ်နေတယ်အဲ့ဒီပုံစံနဲ့မြတ်စွာဘုရားနာရောက်လာတယ်ရောက်လာပြီးတော့မြတ်စွာဘုရားကသူကဝင်မေးတယ်အပိသမနပရိပတ်တေအတ္ထာကိုရောတဲ့ဒီနားမှာနွားတွေများမမြင်လိုက်ဘူးလား
လေသမားဆိုနွားမေးတာပေါ့လေသူကကိုတော့နွားမမြင်လိုက်ဘူးလားအဲ့လိုမေးတော့မြတ်စွာဘုရားဟဲ့ငရုတ်မှာမင်းကနွားကိုဘာလို့ဖို့လဲနွားကိုမင်းဘာလို့ဖို့လဲမနက်ကိုမြတ်စွာဘုရားပပိမမကောင်းတဲ့လုံးတဲ့ကောင်းလို့ဆိုတဲ့အနေနဲ့သုံးလိုက်တာမင်းကနွားတွေကိုဘာလို့ဖို့လဲဆိုအဲ့လိုမြတ်စွာဘုရားကပြောလိုက်တာမနှမှန်းသိပြီးတော့ပြောလိုက်တာသူကလည်းသမားရအောင်ဆောင်းလာပြီးတော့နွားမေးတာအဲ့ဒီမှာလေသမားရအောင်ဆောင်းလာတဲ့မနက်ကမြတ်စွာဘုရားကိုပါပြောတော့ဆိုမမေဝတမနစက္ခုမမရူပမမစက္ခုတမ္ပတ္တဝိညာယတနာကုဟိမေသမနကန္တဝမောက္ခတိသူပြောချင်တာကမျက်စိကိုသူပိုင်တယ်အစင်အာယုန်တွေကိုလည်းသူပိုင်တယ်မျက်စိနဲ့အစင်နှစ်ခုစုံတာကိုစုံတဲ့ကမြင်သိစိတ်ပေါ်လာတယ်အဲ့ဒီမြင်သိစိတ်ကိုလည်းသူပိုင်တယ်ပေါင်းစပ်လာတဲ့မြင်သိစိတ်နဲ့ဟောကိုလည်းသူပိုင်တယ်ဆိုလိုတာကသူကကိုရောမှာမျက်စိရှိနေသမျှမျက်စိတဲ့အစင်အာယုန်ထင်နေသမျှမြင်သိစိတ်ရှိနေသမျှကိုရောငါလက်ကမလုပ်ဘူးလို့ပြောတယ်ဒါရီယကိလေသာကိုဖြစ်ပွားစေတဲ့အရာတွေကြီးပဲလေနော်လူတွေရဲ့တဏ္ဍာမှာရှိနေတဲ့ယုတ်တရားတွေကို तू ပိုင်နေ तू ချုပ်ကိုင်နိုင်တယ်ပေါ့အဲ့ဒါတွေရှိတယ်ဗျာကိုတော့သူ့လက်ကမလုပ်ဘူးထို့တူပဲနာရှိတယ်အတန်ရှိတယ်အတန်ကိုသိတဲ့ဇာတိစိတ်ရှိတယ်အဲ့ဒါတွေရှိနေတယ်ဗျာကိုတော့သူ့လက်ကမလုပ်ဘူးတဲ့ငါလက်ကမလုပ်ဘူးတဲ့နှာခေါင်းရှိတယ်အနံ့ရှိတယ်အနန္တိရစိတ်ရှိတယ်အဲ့ဒါရှိနေတယ်ဗျာကိုတော့သူ့လက်ကမလွတ်ဘူးငါလက်ကမလွတ်ဘူးကိုယ်ကာယရှိတယ်အထီးတွေ့အာယုံရှိတယ်အဲ့ဒါနှစ်ခုစုံသည့်အတွက်ကြောင့်ထိတိစိတ်ရှိတယ်အဲ့ဒါရှိနေတယ်ဗျာကိုတော့သူ့လက်ကမလွတ်ဘူးစိတ်ရှိတယ်စိတ်ထဲမှာပေါ်လာတဲ့အာယုန်တွေရှိတယ်အာယုန်တွေကိုသိတဲ့စိတ်ရှိတယ်အဲ့ဒါတွေရှိနေတယ်ဗျာကိုတော့သူ့လက်ကမလွတ်ဘူးလို့ဆိုလိုတာကတော့ဒါပြောလိုက်တာကတော့ခန္ဓာရှိနေတယ်ဗျာသူ့လက်ထဲမှာခန္ဓာရှိရင်တန်တရားရှိတာကိုတန်တရားရှိရင်သူချုပ်ကင်လို့ရတယ်ဒီအိဗယ်ကိုပြောတာအာယရဏနဲ့အခုကပြောထားတာဒီနေရာမှာစဉ်းစားကြည့်ရင်လူတွေကမြင်တယ်ဆိုတဲ့နေရာမှာလူတွေကဘာပြောငါမြင်တယ်လို့ပြောတာအဲ့ဒီမဲ့ဘသူကိုငါလို့ပြောတာတော့ကြည့်လိုက်ပဲဆိုရင်မြင်တယ်လို့ဆိုတဲ့နေရာမှာတခုတည်းမဟုတ်ဘူးမျက်စိနဲ့အစင်အာယုံစုံတယ်မြင်သိစိတ်ပေါ်တယ်အဲ့တော့မြင်သိစိတ်ဆိုတာစုံမပေါ်တာဘာနဲ့တူတော့ဆိုလို့ရှိရင်ဒီစောင်းဆိုတာလက်နဲ့ထိပြီးတီးမှအတန်ထွက်တာလေစီဆိုတာလည်းတီးမှအတန်ထွက်တာလေအဲ့ဒါလိုပဲမျက်စိနဲ့အစင်စုံလိုက်တဲ့အခါကျတော့မြင်သိစိတ်လေးပေါ်လာတာအဲ့ဒီသုံးခုဖြစ်တာကိုပဲလူတွေကငါမျက်နဲ့လို့ပြောတာအဲ့ဒါပဲငါဆိုတာဘာလို့ပြောတာတော့မျက်စိကိုပြောတာလားအစင်ကိုပြောတာလားမြင်သိစိတ်ကိုပြောတာလားသူကနဲ့သူပဲငါလို့ပြောကြတဲ့ခုမှမရှိဘူးသူ့နာမည်နဲ့သူရှိပြီးသားပဲတဘာဝတရားတသက်များတာဖြစ်တယ်အဲ့ဒီမှာသူကပြောချင်တာရုပ်တည်နံနေရှိသမျှခန္ဓာရှိနေသမျှကိုတော့သူ့လက်ကမလွတ်ပါဘူးလို့ပြောတာရှောင်းတိန်ထွက်ချင်လို့မရဘူးသူ့လက်ကမလွတ်ဘူးလို့ပြောတော့မြတ်စွာဘုရားဘာတုံ့ပြန်တော့ဆိုရင်အေးမျက်စိကလည်းမင်းဟာပဲအစင်ကလည်းပဲမင်းဟာပဲမျက်စိကိုလည်းချုပ်ကိုင်နိုင်တယ်အစင်ကိုလည်းချုပ်ကိုင်နိုင်တယ်မြင်သိစိတ်ကိုလည်းချုပ်ကိုင်နိုင်တယ်နော်ဒါပေမဲ့လို့မျက်စိရှိမြင်စရာအာယုရှိတယ်မြင်သိစိတ်ရှိတယ်ဆိုရင်ဟုတ်ပြီအဲ့ဒါမင်းနဲ့ပိုင်တယ်ဒါပေမဲ့လို့မျက်စိလည်းမရှိဘူးအစင်အာယုလည်းမရှိဘူးမြင်သိစိတ်လည်းမရှိဘူးမဖြစ်တော့ဘူးဆိုလို့ရှိရင်မင်းပါသွားချုပ်ကိုင်ခုနလိုပြောတာခန္ဓာရှိနေရင်မနက်ကချုပ်ကိုင်လို့ရတယ်
ခန္ဓာမရှိတဲ့နိဗ္ဗာန်ဆိုသူဘာသွားချုပ်ခိုင်းဒီလိုဆိုလို့ရပေါ့နော်မျက်စိနာနာလျှာကာယမနာဆိုတာမရှိဘူးအဲ့ဒီ six organ တွေမှာလာပြီးတော့ထိတဲ့အစင်းတန်နာရတာအထိတွေ့ကြံတွေ့အာယုဆိုတာတွေမရှိဘူးမရှိရင်မြင်သိစိတ်ကြားသိစိတ်နာသိစိတ်လျက်သိစိတ်ထိသိစိတ်ကြံသိစိတ်ဆိုတာဒါတွေလည်းမရှိတော့အဲ့ဒါတွေမရှိရင်မင်းပါသွားချုပ်ကြိုင်တယ်နိဗ္ဗာန်မှာအဲ့ဒါတွေလုံးဝမရှိတော့ဘူးနော်အဂတိတဝတထပပိမာမင်းလုံနိုင်တာကတန်တရားတဲကခန္ဓာ၅ပါးရှိတုံးသာမင်းလုံလို့ရမယ်ခန္ဓာ၅ပါးမရှိရင်မင်းဘာမှလုံလို့မရဘူးနိဗ္ဗာန်ကိုမင်းဘာမှလုံလို့မရဘူးလို့မြတ်စွာဘုရားတုံ့ပြန်လိုက်တာအဒီမှာလည်းပဲနိဗ္ဗာန်သဘောပေါ်သွားတယ်ပေါ့နော်နိဗ္ဗာန်သဘောပေါ်တယ်ဘုန်းကြီးတို့တွေမှာကြည်လိုက်ပေါ့မြင်နေစေတဲ့နေရာမှာ၃ခုကြားရဲဆိုတဲ့နေရာမှာ၃ခုအနမ်းရရင်လည်း၃ခုအရာသာတွေ့တယ်ဆိုရင်လည်း၃ခုအထီးတွေ့ဆိုရင်လည်း၃ခုပဲဒီတရား၃ခုဖြစ်နေတာပဲနော်အဲ့ဒါတွေတခုမှမရှိတော့ဘူးဆိုရင်ဘာသွားခိုင်းမလဲနော်မျက်စိနာနာလျှာကာယမနာမရှိဘူးမျက်စိနာနာလျှာကာယမရှိသည့်အတွက်ကြောင့်မျက်စိမှာလာထင်ရတဲ့အစင်းနားမှာလာကြားရတဲ့အသံဆိုတာတွေလည်းမရှိဘူးစိတ်လည်းမရှိဘူးဆိုရင်အဲ့ဒီနေရာမှာမင်းဘာသွားလုပ်မလဲဘာသွားချုပ်ကိုင်နေမလဲလို့ပြောတော့မနတ်ကြီးကမလျှော့ဘူးသူကဘာပြန်ပြောတော့ဆိုရှံဝရန္တိမမယိတံတိရှေဝရန္တိမမန္တိစာဣထစေတေမနောအဋ္ဌိနမေတဝနာမောက္ခတိလူတွေကပြောကြတယ်ငါဟာလို့ပြောကြတယ်ငါလို့ပြောကြတယ်ငါဟာနဲ့ငါနော်ငါဟာနဲ့ငါဆိုတာမပြတ်သေးသမျှသူ့လက်ကမလွတ်ပါဘူးဟုတ်တယ်တမန်ပုဂ္ဂိုလ်တွေကတော့ငါလည်းရှိတယ်ငါဟာလည်းရှိတယ်အဲ့ဒီလိုငါနဲ့ငါဟာသဘာဝတရားကိုငါနဲ့ငါဟာဆိုတဲ့အတွေးတွေရှိနေသေးသမျှကာလပတ်လုံးသူ့လက်ကမလွတ်ဘူးလို့ပြောတော့မြတ်စွာဘုရားဘာတုံ့ပြန်လို့ဆိုတော့ရှံဝတ္တန္တိနတ္တမရှံအေးပစ္စည်းဥစ္စာကိုလူတွေကငါဟာလို့ပြောကြတယ်အဲ့ဒီငါပိုင်နာဆိုမရှိဘူးအမှရှေဝရန္တိနတ္တေဟံသူတို့ပြောနေကြတဲ့ငါဆိုတာလည်းမရှိဘူးငါမရှိရင်ငါဟာလည်းမရှိဘူးဘာသာရှိတယ်ဆိုရင်သဘာဝတရားတက်တက်ပဲရှိတယ်လေနော်မျက်စိကမျက်စိပဲသဘာဝတရားပဲမျက်စိထဲမှာထင်လာတဲ့အစင်းဟာအစင်းပဲသဘာဝတရားရုပ်တရားတက်တက်ပဲဖြစ်တယ်နှစ်ခုပေါင်းစုံလို့ပေါ်လာတဲ့စိတ်ဟာနတ်တရားတက်တက်ပဲဖြစ်တယ်ငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးငါမရှိသည့်အတွက်ကြောင့်ငါဟာမရှိဘူးဧဝံသနာဟိပါပိမနမခံပိတက္ခတိအဲ့တော့ငါမှာတဲ့ငါလို့ပြောတာလည်းမရှိဘူးငါဟာလို့ပြောတာလည်းငါမှမရှိဘူးဒီဆွဲလန်းနေငါမှမရှိဘူးဒါကြောင့်မလို့မင်းငါပယ်သွားတယ်ဆိုတာတော့မင်းငါသွားတဲ့လမ်းကြောင်းကိုရှာတွေ့မှာမဟုတ်ဘူးငါသွားတဲ့လမ်းတောင်ရှာတွေ့မှာမဟုတ်တယ်ဘုရားဗဒမြတ်စွာဘုရားဟောတဲ့တရားအရာကြတော့ရှန္ဒပုဂ္ဂိုလ်တစ်ပါးသုတိစိတ်ကြပြိဋိဘံစံသွားပြီဆိုရင်31ပုံနဲ့မှလိုက်ရှာကြည့်ဘယ်နေရာမှပေါ်မလာတော့ရှာတွေ့မှာမဟုတ်တော့နိဗ္ဗာန်ဆိုတာလို့ရှာတွေ့ဖို့မရှိတော့တယ်ဟာအဲ့တော့ဘာနဲ့ဥပမာတူတော့ဆိုရင်ကိုရှိမှထွန်းထားတဲ့ဖျောင်းနိုင်မီးလေးဖျောင်းနိုင်မီးလေးမီးတောက်ကလေးရှိတယ်အဲ့ဒီမီးတောက်လေးကိုညှိမ့်လိုက်တယ်ညှိမ့်လိုက်တဲ့အခါလိုက်ပြီးတော့သေးသေးချာချာကြည့်မီးတောက်လေးညှိမ့်သွားပြီအဲ့ဒီညှိမ့်သွားတဲ့မီးတောက်လေးဟာဘယ်ရောက်သွားလဲရှာဘယ်မှာရောက်သွားလဲလို့ပြောရင်
ငြိမ်းသွားတယ်လို့ပဲပြောစရာမရှိတော့တယ်နော်ဖယ်ရောက်သွားတယ်လို့ပြောလို့မှမရတာငြိမ်းသွားတယ်လေဒီနာမိတော့ကိုဒီနာပဲငြိမ်းသွားတာပဲဖယ်ရောက်သွားတယ်ဆိုတာမရှိဘူးအဲ့လိုပဲတန်တရားတွေကထွက်သွားတယ်တရားဓုတရားမြတ်ရပြီကိလေသာကုန်လို့ကံရအလုံးမဖြစ်လို့ဒီဘဝဒီခန္ဓာကြီးဆုံးသက်လိုက်တာနဲ့တပြိုင်တည်းမိတော့ငြိမ်းသွားတယ်လို့ဖယ်ရောက်သွားတယ်ဆိုတာရှာလို့မရဘူးရှာမရလို့နာမည်တက်เสียလည်းမရှိတော့နာမည်တက်တယ်ဆိုတာခန္ဓာရှိလို့တက်တာလေရှုပ်ရှိလို့ခန္ဓာတက်လို့ရတယ်နာမ်ရှိလို့ခန္ဓာတက်လို့ရတယ်အဲ့တော့အမိတက်လို့ရတယ်ပေါ့ဘာမှမရှိတဲ့ငြိမ်းသွားတဲ့ခုနမိတော့လေးကိုလိုက်ပြီးတော့အမိပေးလို့ရအောင်မလားမရဘူးပြောခြင်းငြိမ်းသွားပြီလို့ပဲပြောရမှာအဲ့တော့နိဗ္ဗာန်ဆိုတာအဲ့ဒီသဘောပဲလို့မြတ်စွာဘုရားဒီလိုဟောကြားလို့ရင်ဖြစ်တယ်ဒါကကတ္တကသုတ်တံမှာဆိုထားတဲ့မြတ်စွာဘုရားနဲ့မနတ်တို့ရဲ့မနတ်ရဲ့ပြောဆိုခြင်းနဲ့မြတ်စွာဘုရားရဲ့တုံ့ပြန်မှုဒီသုတ်တံရဲ့အနှစ်ချုပ်ကိုသိမယ်ဆိုရင်နိဗ္ဗာန်ရဲ့သဘောကိုနားလည်သွားပြီနော်နှစ်ချုပ်ကိုသိမယ်ဆိုရင်ဘုန်းကြီးတို့တွေငါလို့ပြောတာဘာကိုပြောနေလဲငါဟာလို့ပြောတာရောဘာကိုပြောနေလဲငါလို့ပြောနေတာဒီခန္ဓာကိုပြောနေတာငါဟာလို့ပြောနေတာဒီခန္ဓာကိုပဲပြောနေတယ်နော်တကယ်တော့ငါရှိလာလို့ဆိုလိုက်ကြည့်လိုက်တဲ့အခါမှာသူ့နာမည်နဲ့သူဒါကယုတ်ဒါနာတော့ငါလို့ပြောစရာတခုမှမရှိဘူးလေဒီပြင်ဟာအသာထားတစ်ပင်လို့ပြောတဲ့စကားဟာအမှန်လားတစ်ပင်ကိုရှာပြစမ်းပါကိုရှာကြည့်လိုက်တစ်ပင်ဘယ်ဟာတစ်ပင်လဲဆိုတာရှာကြည့်ရှာလိုက်လို့ရှိရင်တွေ့မှာဗါရိတွေ့မလို့တစ်မြစ်တွေ့မယ်တစ်တုံးတွေ့မယ်အခွန်အခေါက်တွေ့မယ်အကိုင်းတွေ့မယ်အရွက်တွေ့မယ်အပွင့်တွေ့မယ်အသီးတွေ့မယ်အဲ့ဒါတွေသာကုံသွားရတစ်ပင်ဘယ်ဟာတော့လို့ဆိုရင်ဖြေထုတ်နိုင်ပါမလားမထုတ်နိုင်ဒါတွေပေါင်းပြီးတော့အကုန်လုံးကိုစုပြီးတော့တစ်ပင်လို့ခေါ်တာအဲ့တော့တစ်ပင်လို့ခေါ်တာဟာအပေါင်းကိုစုပြီးတော့အထင်အမြင်နဲ့ပြောတဲ့စကားသာဖြစ်တယ်အဲ့ဒါလို့ပဲယုတ်တိနန္ဒီဆိုတာယုတ်တိနန္ဒီကိုအကြောင်းပြုပြီးတော့ငါလို့ပြောတာဖြစ်တယ်ဘယ်ဟာငါတော့ကိုယ်ခန္ဓာကိုကြည့်လိုက်မယ်ဆိုရင်မျက်စိကငါလားနှာခေါင်းကငါလားနားကငါလားနှာခေါင်းကငါလားလျှာကငါလားနော်ခန္ဓာကာယကငါလားစိတ်ကငါလားဆိုဘယ်ဟာမှငါဆိုတာမရှိဘူးအလုံးစုပေါင်းတတ်လို့ဟိုအထင်အမြင်နဲ့ပြောရတာဖြစ်တယ်တကယ်ငါဆိုတာတကယ်ရှာတော့မတွေ့တော့နော်အဲ့ဒါကိုပြောတာယံဝရန္တိနတ္တမရှံယေဝရန္တိနတ္တိအဟံရှုံဏတရားဟာငါလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးအဲ့ဒါလို့သိသွားတဲ့ပုဂ္ဂိုလ်ဟာဒုက္ခဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီဒုက္ခဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်ရဲ့သွားရလမ်းကြောင်းဘယ်ရောက်သွားတဲ့ဆိုတာကိုလိုက်ရှာလို့မရဘူးပြီးတော့ကလေးငြိမ့်သွားရင်လိုက်ရှာလို့မရသလိုငြိမ့်သွားတယ်လို့ပဲပြောရတယ်ဒါကြောင့်မို့ယဟန္တာတွေပြိဋိဘဆန်တဲ့အခါပြိဋိဘုတော့ငြိမ့်သွားပြီလို့ဒီလိုပြောတာပြိဋိဘာယိငြိမ့်သွားပြီဘာတွေငြိမ့်တာတော့ဆိုပထမကိလေသာတွေကံနေငြိမ့်တယ်ဒုတိယကခန္ဓာငြိမ့်တယ်အဲ့ဒီငြိမ့်သွားတာနှစ်ခုကိုပဲနိဗ္ဗာန်လို့ပြောတာနော်အဲ့တော့စဉ်းစားကြည့်ရမှာငြိမ့်တာကောင်းလားမငြိမ့်တာကောင်းလားအဲ့ဒီနေရာမှာအဖြေနှစ်ခုထွက်လာလိမ့်မယ်ဘဝတဏှာဆိုတာဖြစ်ချင်းနေတဲ့တဏှာရှိနေတဲ့ပုဂ္ဂိုလ်တွေကတော့ငြိမ့်သွားတာမကြိုက်ဘူးဖြစ်ချင်းတယ်ဒီနေရာငြိမ့်ခွင့်ရင်နောက်တနေရာဖြစ်ချင်းတယ်တော့အဲ့ဒါဘဝတဏှာလို့ခေါ်တယ်ဖြစ်ချင်းတယ်ဆက်ပြီးဖြစ်ချင်းတခြားဘာသာတွေမှာလည်းပဲသူတို့ကအဖြစ်နဲ့ရထားတာလေဘုရားဘာသာလို့ငြိမ့်သွားတာပြောတာမဟုတ်ဘူးနောက်ဆုံးမှာဘုရားသခင်ကခေါ်တော်မူလို့ရှိရင်ဘုရားသခင်နဲ့အတူတကွမဟုတ်မနာမသိနေရမယ်ဆိုပြောစရာကြီးပေါ့
သူနေရာမဲ့ပဲတွေ့တာလေဘုရားသခင်နဲ့အတူကောင်းကင်ဘုံမှာအဲ့ဒါတတ္တဝါဒလို့ခေါ်တယ်ထာဝရရှိနေတာကိုကြိုက်နေတယ်အဲ့ဒါကိုဘဝတဏှာလို့ပြောတာအဲ့တော့ဝိဘဝတဏှာဆိုတာမဖြစ်တော့တာကိုလိုချင်တာမဖြစ်တော့တာလို့ဆိုတဲ့နေရာမှာဒီတရားကျင့်ပြီးတော့နိဗ္ဗာန်လိုချင်တာကိုတော့ဘဝတဏှာဝိဘဝတဏှာလို့မခေါ်ဘူးသူကဝိဘဝတဏှာဆိုတာမဖြစ်တာကိုပဲကြိုက်တဲ့ပုဂ္ဂိုလ်ကဝိဘဝတဏှာတရားဓမ္မကျင့်ကြံကြုတ်ကိုအထုတ်လို့အကြောင်းတွေငြိမ်းသွားလို့အကျိုးမလာတော့တာတဏှာရဲ့အာယုံမဖြစ်ဘူးအဲ့ဒါကြတော့တဏှာရဲ့အာယုံမဖြစ်လို့အကြောင်းကုန်လို့အကျိုးငြိမ်းသွားတာတွေကဒါနိဗ္ဗာန်လို့ခေါ်တယ်အဲ့တော့ရှိနေခြင်းနဲ့မရှိနေခြင်းဘာကွာလဲဆိုဘုရားရဲ့တရားတော်ဆုံးမရလို့ရှိနေသမျှကာလပတ်လုံးဖြစ်နေသမျှကာလပတ်လုံးသိရမယ်သိခြင်းမှပဲဆုံးသတ်မယ်မဖြစ်တော့မှသိခြင်းရမယ်ဖြစ်တာရှိရင်သိခြင်းမှပဲမွေးရင်သိမှာပဲနော်အဲ့ဒါလို့ဆိုတော့သေတာကိုမကြိုက်ရင်မဖြစ်တာကိုကြိုက်ရမှာသူတို့ဆိုလို့တယ်ပေါ့နော်အဲ့တော့ဖြစ်တာကိုကြိုက်နေသေးသမျှသိခြင်းကိုကြိုက်နေတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့လိုဆိုလို့တယ်ပေါ့နော်ဒါကြောင့်မို့ဒီအားကတမန်စဉ်းစားလို့ကတော့တမန်ပုဂ္ဂိုလ်တွေအနေနဲ့ကတော့ဘဝကိုငြိမ်းသွားတာကိုကြိုက်မှာမဟုတ်ဘူးဖြစ်ချင်နေတဲ့တဏှာရှိသည့်အတွက်ကြောင့်မကြိုက်ဘူးသို့တော့ဒုက္ခတွေကြုံတွေ့လာပြီဆိုတဲ့အခါကြလို့ရှိရင်တော့မဖြစ်တာကိုကြိုက်လာပြန်တယ်လူရဲ့သဘောနော်ဝက်သားဟင်းတွေကြီးစားပြန်တော့ချမောက်ဟင်းလေးစားကျင်လာတယ်ဒါလူသဘာဝပဲအဲ့တော့ဝိပဿနာတရားအထုတ်တာဖြစ်နေခြင်းရဲ့အပြစ်တွေကိုသိပြီးတော့မဖြစ်ခြင်းရဲ့အကျိုးကျေးဇူးကိုမြင်အောင် meditation လုပ်တာအဲ့ကြောင့်လက်ခံလာနိုင်မှာဖြစ်နေခြင်းရဲ့အပြစ်တွေကိုတွေ့လာတယ်မဖြစ်ခြင်းရဲ့အကျိုးတွေ့လာမယ်အဲ့ကြတော့နိဗ္ဗာန်ကိုလက်ခံမှာဖြစ်တယ်ဒါကြောင့်ဝိပဿနာကျင့်စဉ်ကိုကျင့်မှုမြတ်စွာဘုရားဟောတာဖြစ်တယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မာနတုမြတ်ဗုဒ္ဓရဲ့တုတ်ပြန်ချက်များမှာဒီတုတ်တံမှာနိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့ဟောကြားတာဖြစ်လို့ဘုရားဘာသာတို့ရဲ့လမ်းဆုံးပန်းတိုင်မြတ်စွာဘုရားရဲ့ဟောကြားတဲ့လမ်းဆုံးပန်းတိုင်ဆိုတာခန္ဓာလို့ခေါ်တဲ့ဒုက္ခအဆုံးသတ်ခြင်းသာလျှင်ဖြစ်တယ်ဆိုတာကိုယ်စီသိရှိနားလည်ပြီးတော့ဒုက္ခတွေဆုံးသတ်ဖို့အတွက်ကိရိတာကိုချုပ်ငြိမ်းအောင်ကျင့်ကြံကြုတ်ကုတ်အာထုတ်ကြရမှာဖြစ်တယ်လို့တတိရှိပြီးကျင့်ကြံကြုတ်ကုတ်ပွားများအာထုတ်တော်မူနိုင်ကြပါစေကုန်သတည်းရှေ့ဆက်ချရအောင်အရှင်ဖယားဖယားတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ကျင်ပါပြုလို့ကြ၍အမတဒါနဓမ္မဒါနတရားအလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလုပ်ကြရသောဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဖို့ဘာကကိုအမိအဖအဖိုးဖွာဆွေမျိုးညာတိမစ၍ကဘာသူကဘာသာ
လူနတ်မြမတတ္တဝအများတို့အားအမြဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း